ပါရမီရှင်တွေလို့သတ်မှတ်ခံရတဲ့နီးပြ3ယောက်ဥရောပရဲ့ထိပ်တန်းအသင်းကြီး3သင်းဒါပေမဲ့ရလကတော့တစ်ခုတည်းပဲအဲ့ဒါကတော့ထုတ်ပယ်ခံရခြင်းပါမာရက်စ်ကအမိုရီနဲ့အလွန်ဆိုတို့ကဘာကြောင့်နှစ်ပတ်အတွင်းမှာတန်းစီပြီးပြုတ်ကုန်ကြရလဲဒါတိုက်ဆိုင်မှုလားဒါမှမဟုတ်ဘောလုံးလောကရဲ့ကြောက်စရာကောင်းတဲ့ယဉ်ကျေးမှုအသစ်လားဒီအဖြေတွေကိုဒီဗီဒီယိုထဲမှာအချက်လက်နဲ့တကွဖော်ပြပေးသွားပါမယ်ဘောလုံးလောကမှာစိတ်ရှည်မှုဆိုတာအဖိုးတန်ဖြစ်စီတစ်ခုလိုဖြစ်လာပါတယ်2026ရာသီဝက်မှာတင်ဥရောပရဲ့ထိပ်တန်းအသင်းကြီး3သင်းကသူတို့ရဲ့မျှော်လင့်ချက်တွေကိုလန်ကူးလက်မှာတင်ရပ်တန့်ဖြစ်ခဲ့ကြပါတယ်ချယ်ဆီကမာရက်စ်ကယူနိုက်တက်က အမော်ရင်နဲ့အခုရီယယ်မက်ဒရစ်ကအလွန်ဆိုသူတို့3ယောက်စလုံးကနီးစနစ်ပိုင်းမှာပါရမီရှင်တွေလို့သတ်မှတ်ခံခဲ့ရပေမဲ့ဘာကြောင့်အိမ်မက်ဆိုးတွေကိုရင်ဆိုင်ခဲ့ရလဲဒီနေ့မှာတော့ကျွန်တော်တို့ Beyond the Pitch YouTube Channel ကနေဒီနီးပြ3ယောက်ရဲ့ကြာရှုံးငန်းနောက်ွယ်ကနီးစနစ်ပိုင်းအလွဲချော်တွေကိုအချက်လက်ကြတင်ဆက်ပေးသွားပါမယ်အမော်ရီနဲ့ယူနိုက်တက်ရဲ့3-4-3ပြဿနာပထမဆုံးအနေနဲ့ရူဘင်အမော်ရီရဲ့နီးစနစ်အကြောင်းကိုကြည့်အောင်သူကပေါ်တူဂီမြေမှာ3-4-3ကစားကွက်နဲ့ဘရင်တစ်ပါးဖြစ်ခဲ့ပေမဲ့ပရီးမီးယားလိမှာတော့အဲ့ဒီစနစ်ကသူ့ကိုဒုက္ခပေးခဲ့ပါတယ်အမော်ရီရဲ့စနစ်မှာဝင်းဘက်တွေကအရေးကြီးဆုံးပါဒါပေမဲ့ယူနိုက်တက်ရဲ့လက်ရှိကစားမတွေကဝင်းဘက်နေရာနဲ့အသားမကျခဲ့သလိုခန်းစစ်ကနေတိုက်စစ်ကိုကူးပြောင်းတဲ့နေရာမှာလည်းအရန်နှေးကွေးခဲ့ပါတယ်ပရီးမီးယားလိရဲ့မြန်ဆန်တဲ့ high pressing တွေကြားမှာအမော်ရီရဲ့ခန်းစစ်3ယောက်တန်းကမကြာခဏဆိုသလိုဟာကွက်တွေဖြစ်ခဲ့ရပါတယ်အဲ့ဒါတွေကိုလည်းပွဲစဉ်အများစုမှာပရိသတ်တွေမြင်ခဲ့ဘူးကြမှာပါအဲ့တော့အကျိုးဆက်အနေနဲ့အမော်ရီရဲ့နီးစနစ်ကကောင်းပေမဲ့ကစားသမားတွေနဲ့စနစ်ကမကိုက်ညီတဲ့အခါအမော်ရီကလည်းယူနိုက်တက်ရဲ့နောက်ထပ်ကစားကန်တစ်ယောက်ဖြစ်ခဲ့ရပါတယ်မာရက်စ်ကနဲ့ချယ်ဆီရဲ့ကစားသမားစုပုံမှုမာရက်စ်ကနီးပြပတ်ကွာရီယိုလိုက်တပယ်ရင်းပြီးဘောလုံးပိုင်ဆိုင်မှုကိုအသားပေးတဲ့နီးပြပါဒါပေမဲ့ချယ်ဆီအသင်းရဲ့ဗျမ်းပရာအခြေအနေကသူ့ကိုဝါမျိုးသွားခဲ့ပါတယ်ချယ်ဆီမှာကစားသမားအင်အားစုအင်မတန်များပြားနေတာကြောင့်မာရက်စ်ကအပတ်တိုင်းမှာပွဲထွက်လူစင်းကိုအတီတကျမလုံနိုင်ခဲ့ပါဘူးဒါဟာအသင်းရဲ့နားလည်မှုကိုပြတ်ပြားစေခဲ့ပါတယ်ဒါအပြင်မာရက်စ်ကအင်ဖာတက်ဖူးဘက်စနစ်ကိုအတင်းသွင်းဖို့ကြိုးစားရင်းကန်ဆယ်ပိုင်းမှာဟာကွက်တွေဖြစ်လာပြီးတော့ရလက်တွေဆိုးဝါးခဲ့ပါတယ်ဒီတော့အကျိုးဆက်အနေနဲ့တည်ငြိမ်မှုမရှိတဲ့အသင်းဖန်ရှင်တွေနဲ့ကစားသမားအလွန်ကျွံများပြားမှုကမာရက်စ်ရဲ့နီးစနစ်ကိုအကောင့်ထဲမပေါ်နိုင်အောင်တားဆီးခြင်းခံခဲ့ရပါတယ်ဇာဗီအလွန်ဆိုနဲ့ဘာနေမြူကျိန်စာအလွန်ဆိုရီယယ်မက်ဒရစ်ကိုရောက်လာတာကဘောလုံးလောကရဲ့စိတ်လှုပ်ရှားစရာအကောင်းဆုံးသတင်းတစ်ခုဖြစ်ခဲ့ပါတယ်ဒါပေမဲ့လီဗာပူးစင်ကမော်ပညာတွေဟာရီယယ်မက်ဒရစ်မှာတော့အလုံးမဖြစ်ခဲ့ပါဘူးရီယယ်မက်ဒရစ်မှာအလွန်ဆိုဟာအဓိကကစားသမားတွေဖြစ်တဲ့အမ်ဘာပေဗီနီစီယက်တို့ကြားမှာအသင်းကိုညီမျှအောင်မထိန်းချုပ်နိုင်ခဲ့ပါဘူးတိုက်စစ်ကစားသမားတွေကခံစစ်ကိုမစင်းကြတဲ့အခါအလွန်ဆိုရဲ့ခံစစ်စနစ်ကလည်းအစိတ်အမောင်မှာဖြစ်ခဲ့ရပါတယ်ရီယယ်ပရိသတ်တွေကလည်းရလက်တင်မကာပဲနဲ့လှပတဲ့ကစားဟန်ကိုပါလိုချင်ခဲ့ကြတာပါဒီတော့အလွန်ဆိုက PR တွေကြားမှာသူ့ရဲ့ကစားကွက်တည်ငြိမ်မှုကိုဆုံးရှုံးခဲ့ရပါတယ်အကျိုးဆက်အနေနဲ့အသင်းငယ်မှာအောင်မြင်တာနဲ့အသင်းကြီးမှာအောင်မြင်ဖို့ဆိုတာလုံးဝခြားနားတဲ့အမှုပညာတစ်ခုဖြစ်နေတာကိုအလွန်ဆိုတယောက်သက်သေပြသွားခဲ့ပါတယ်ညီကုန်းချုပ်ရရင်ဒီနီးပြ3ယောက်ထုတ်ခံရခြင်းကကျွန်တော်တို့ကိုတခုတော့သတိပေးသွားခဲ့ပါတယ်အဲ့ဒါကတော့နာမည်ကျော်နီးပြဖြစ်ရုံနဲ့အသင်းကြီးမှာကင်တွယ်ဖို့မလုံလောက်ဘူးဆိုတာပါပဲအသင်းရဲ့ယဉ်ကျေးမှုတွေကစားသမားတွေနဲ့နီးစနစ်ကိုက်ညီမှုတွေအရေးကြီးဆုံးဖြစ်တဲ့အချိန်ဆိုတာတွေမရှိရင်ဘယ်နည်းပြမှမအောင်မြင်နိုင်ပါဘူးဒီတော့ပရိသတ်တွေရောဘယ်လိုထင်ကြလဲဒီ3အောင်ထဲမှာဘသူ့ကိုထုတ်တာကအမှားဆုံးလို့ထင်လဲကွန်မန့်မှာဝင်ရောက်ဆွေးနွေးသွားခဲ့ကြပါဦးခုလိုမျိုးဘောလုံးလောကရဲ့နောက်ွယ်ကအကြောင်းအရာတွေကိုသိချင်တော့ကျွန်တော်တို့ရဲ့ Beyond the Pitch YouTube Channel ကို Subscribe လုပ်ထားဖို့တောင်းဆိုချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်